အေယာမြန်မာအာမခံအဖွဲ့သားတွေဟာအေယာဝတီဖောင်ဒေးရှင်းနဲ့အတူလက်တွဲပြီးအေယာမြန်မာအာမခံလုပ်ငန်းနှစ်နှစ်ပြည့်မြောက်ထိမ်းအမှတ်ဖြစ်ရန်ကုန်မြို့ရန်ကင်းမြို့နယ်သစ္စာလမ်းမကြီးပေါ်မှာရှိတဲ့ကတင်950ဆန့်ရန်ကင်းကလေးအထုခုစေယုံကြီးမှာပြီးခဲ့တဲ့ဇူလိုင်လ31ရက်နေ့ကအလှူဒန်းတွေပြုလုပ်ခဲ့ပါတယ်။အေယာမြန်မာအာမခံမှဝန်ထမ်း90ခန့်ဟာမနက်6နာရီကတည်းကစတင်ပြီးစေယုံကြီးတွင်တန်ရှင်းလုပ်ငန်းများပြုလုပ်ခြင်းအနေနဲ့ရရက်ကနေလာရောက်စိတ်ကူးတမှုခံယူလျက်ရှိကြတဲ့လူနာတွေအတွက်နနက်စာအာဟာရနေ့လယ်စာအာဟာရများကျွေးမွေးခြင်းများကိုဆောင်ရွက်ခဲ့ကြပါတယ်။ဝန်ထမ်းကိုကလည်းပေးလိုအပ်ချက်ရှိနေတဲ့လူနာများအတွက်သွေးလူဒန်းမှုများပြုလုပ်ခဲ့ကြပါသေးတယ်။နနက်9:00နာရီခန့်မှာတော့ AR Foundation ဥက္ကဋ္ဌဖြစ်သူဦးစောစောလာရောက်ခဲ့ပြီးစေယုံကြီးမှတာဝန်ခံဆရာဝန်ကြီးများနဲ့တွေ့ဆုံခဲ့ပါတယ်။ AR မြန်မာအာမခံလုပ်ငန်းအနေနဲ့စေယုံကြီးရှိချို့တဲ့နွမ်းပါတဲ့လူနာတွေအတွက်ကျပ်350ကိုလှူဒန်းပေးခဲ့ပြီးလူနာဆောင်တွေအဆင်ပြေစွာနားခုနိုင်စေရန်အတွက်နားကိုဆောင်အသစ်တစ်လုံးကိုလည်းထပ်မံတိဆောက်လှူဒန်းပေးသွားမှာဖြစ်ပါတယ်။ဦးစောစောအနေနဲ့ရန်ကင်းကလေးစေယုံမှာစေကူတာမှုခံယူနေကြတဲ့လူနာတွေနဲ့လူနာရှင်တွေကိုတရင်တနည်းလိုက်လံနှုတ်ဆက်အားပေးစကားပြောကြားခဲ့ပါတယ်။တစ်ဆက်တည်းမှာပဲစေယုံကြီးမှာစေကူတာမှုခံယူနေကြတဲ့ကလေးငယ်တွေအတွက်အယုတ်လက်ဆောင်တွေကိုအေယာမြန်မာဝန်ထမ်းများကလိုက်လံလက်ဆောင်ပေးခဲ့ကြပါတယ်။